I love you နဲ့ I'm loving you ပါကွာလဲ I love you လို့ပြောရင်တော့တခါလေးဖြေပေးလိုက်ပါ I'm loving you လို့ပြောလိုက်ရင်တော့သူ့ကိုလုံးဝမစဉ်းစားပါနဲ့ဘာလို့လဲဆိုတော့ဒါကရည်ရှိမဟုတ်လို့ပါ Okay ဒီနေ့မှာတော့ဒီအကြောင်းအရာပြောချင်တာမဟုတ်ပါဘူးခုလက်ရှိဘာတွေလုပ်နေလဲလက်တလောဘာတွေလှုပ်ရှားနေလဲဆိုတာကိုပြောပြတဲ့အခါမှာအရန်ကိုအသုံးတည့်တဲ့ပုံစံလေးတစ်ခုကိုမျှဝေခြင်း Okay သူ့ရဲ့ပုံစံလေးကိုကြည့်လိုက်အောင်ပါ I ဆိုရင် am နဲ့တွဲ I ဆိုရင် am နဲ့တွဲမယ် he's she it he ဆိုလို့ရှိရင် is နဲ့တွဲမယ် we they you များကိန်းနေဆိုလို့ရှိရင် are နဲ့တွဲမယ်ပြီးတော့နောက်ကပါလဲ perfect ကြည့်လိုက်ပေါ့နော်ဒါကသူ့ရဲ့အသုံးပြုတဲ့ပုံစံပါဥပမာဆိုလို့ရှိရင် I am working ဟာအလုပ်လုပ်နေတယ် I am working I am working I နဲ့ am နဲ့တွဲထားလဲ working perfect ကြည့်ငါလုပ်နေတယ် he is learning English he is learning English at Villagers English he is learning English at Villagers English Villagers English မှာသူ English စာသင်နေတယ် we are reading တို့စာဖတ်နေတယ်ဒါသူ့ရဲ့ပုံစံလေးဖြစ်ပါတယ် Okay ဒီခါအငင်းဝါကြပုံစံလေးကိုလေ့လာကြည့်လိုက်အောင်ပါသူ့ရဲ့နောက်မှာ not လေးထပ်လိုက်အောင်မယ် not ထပ်ပြီးတော့နောက်ကပြီးတော့ buff ကြည့်လိုက်မယ်နော် is up ပြီးတော့ဗာလဲ not လာမယ်ပြီးတော့ buff ကြည့်လိုက်မယ်နော် I'm not working ငါအလုပ်လုပ်နေတာမဟုတ်ဘူးဗာနော် he's not learning English at Villagers English သူက Villager English မှာ English စာသင်နေတာမဟုတ်ဘူး English စာသင်ယူနေတာမဟုတ်သူက Villagers English မှာ English စာသင်ယူနေတာမဟုတ်ဘူး we are not reading တို့စာအုပ်ဖတ်နေတာမဟုတ်ဘူးเนาะမိကုန်းဘယ်လိုလုပ်မလဲဆိုတာကိုလေ့လာကြည့်အောင်နော်မိကုန်းလုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုလာမလဲ WH question လာမယ်ပြီးတော့ MSR လာမယ်ပြီးတော့ I we you they he she is subject တွေလာမယ်ပြီးတော့နောက်က perfect ကြည့်လိုက်မယ်ပေါ့နော်ဒါသူ့ရဲ့မိကုန်းပုံစံပါ WH ကဒီကွက်ကလာတယ် helping verb เนาะအကူကြီးရလာမယ်နောက်ပြီးတော့ subject က I we you they he she it เนาะနောက်ပြီးတော့ကြာလဲ verb လာမယ်ပြီးတော့ object ဒါတွေကဒီဘက်တလို့ထည့်ပြီးတော့သုံးလို့ရတာပေါ့နော် Okay အဲ့ဆိုလို့ရှိရင် Are you reading a book မင်းစာအုပ်ဖတ်နေတာလား Are you reading a book เนาะမင်းစာအုပ်ဖတ်နေလား Are ဆိုတော့ရလာတယ် Are မလို့ you နဲ့တွဲသုံးတယ် Are you reading a book เนาะမင်းစာအုပ်ဖတ်နေတာလား Are they reading a book လဲအစားထိုးပြီးသုံးလို့ရတယ် Is she going to work သူမအလုပ်သွားနေတာလား Is my mother going to work เนาะမင်းအလုပ်သွားနေတာလားအဲ့လိုပုံစံမျိုးလေးသုံးတယ်ဒါကတော့ဒါလာမေးကုန်းပုံစံမျိုးเนาะလို့ question နဲ့လည်းတွဲပြီးတော့သုံးလို့ရတယ်ဥပမာဆိုရင်Why are you reading a book မင်းဘာကြောင့်စာအုပ်ဖတ်နေတာလဲเนาะဒီမှာ why က WH ထားလဲ are ကျတော့ဒီခုကြီးကနေလာတယ်ပြီးတော့ဗာလဲ subject လာမယ်ပြီးတော့ verb ing လာမယ်เนาะ a book ကကျတော့ဒီ object ကနေလာမယ် When is he coming ဒီမှာဘယ်တော့လာမှာလဲ When is coming เนาะဒီမှာ when က WH ကလာမယ် is ကကျတော့ဒီအခုကြီးရတွေကလာမယ် she ကကျတော့ subject coming ကကျတော့ verb ing เนาะအဲ့လိုဒီပုံစံနဲ့လည်းဒါမိကုန်းလုံးကြီးဖြစ်ပါတယ်အဲ့တော့ခုနကဒီသူ့ရဲ့ဒီအသုံးခုနကသူ့ရဲ့ပုံစံလေးကိုလေ့လာပြီးသွားပြီရိုးရိုးဝါကြအငင်းဝါကြဒီမေကုန်းလုံးကြီးကိုခုနကရှင်းပြခဲ့ပြီးသွားပြီအခုဟုတ်ကဲ့နံပါတ်1သုံးပြတဲ့နေရာလေးကတော့ noun ပေါ့နော် noun ဆိုတာကဒီလူလက်ရှိဖြစ်ဖြစ်နေတဲ့အကြောင်းအရာကိုပြောပြခြင်းတဲ့အခါမှာသုံးတယ်ဥပမာဆိုရင် I'm teaching English အခုကျွန်တော်ဘာလုပ်နေလဲကျွန်တော် English စာသင်နေတယ်ဆိုရင် I'm teaching English ဒါအခုလက်ရှိလုပ်နေတဲ့ဟာကိုပြောပြခြင်းတဲ့အခါမှာသုံးတယ်နံပါတ်1ကI'm teaching English เนาะငါ English စာသင်နေတယ်ဒါအခုလက်ရှိလုပ်နေတာဒါကြတော့ around now ဆိုတာကယခုတစ်ဝိုက်ဒီလှုပ်ဆောင်နေတဲ့အကြောင်းအရာကိုပြောပြခြင်းတဲ့အခါမှာသုံးတယ်ဥပမာ he is running business သူစီးပွားရေးလုပ်ငန်းတစ်ခုလုပ်နေတယ်ဒီစီးပွားရေးလုပ်ငန်းလုပ်တာကအရင်နေ့ကလည်းစလုပ်တယ်အခုလက်ရှိလည်းလုပ်နေတယ်နောက်လည်းလုပ်နေရအောင်မယ်ဒါပေမဲ့အားလုံးကိုခြုံပြီးတော့ဒါယခုလက်ရှိတစ်ဝိုက်မှာကိုလုပ်နေတဲ့အကြောင်းအရာကိုပြောပြခြင်းတဲ့အခါမှာလည်းသုံးလို့ရပါတယ်နောက်တစ်ခုကကျတော့ temporary ယာယီဖြစ်တဲ့အကြောင်းအရာတစ်ခုကိုပြောပြတဲ့အခါမှာလည်းသုံးတယ်ပေါ့နော်။ဥပမာဆိုရင် we are staying at hotel ဒါက hotel မှာနေကြတယ်ဒါအကြာကြီးနေမှာမဟုတ်ဘူးခဏတစ်ဖြုတ်လက်ရှိနေနေတဲ့အကြောင်းအရာကိုပြောပြခြင်းဖြစ်ပါတယ်။နောက်တစ်ခုကျ trend ဖြစ်တဲ့အကြောင်းအရာကိုပြောပြခြင်းတဲ့အခါမှာသုံးတယ် trend ဆိုတာကနေမြတ်တက်ကြကိုပြောပြတဲ့အခါမှာလည်းသုံးတယ်ပေါ့နော်။ဥပမာဆိုရင် gold price are increasing ဒါရွှေဈေးတွေကတက်နေတယ်ကျနေတယ်အဲ့လိုမျိုးတွေပြောတဲ့အခါမှာလည်းသုံးတယ်။ဥပမာဆိုလို့ရှိရင်သူ့ future အနေနဲ့သုံးတယ်ဒီ future ကတေချာကြိုတင်ပြင်ဆင်ပြီးတော့မှသွားတော့မယ်လုပ်တော့မယ်ဆိုတဲ့အနေအထားမျိုးမှာလည်းသုံးတယ် I'm flying to Singapore ငါစင်ကာပူကိုသွားတော့မယ်စင်ကာပူထွက်တော့မယ်ပေါ့နော်အဲ့လိုပြောချင်အဖြစ်ဒီကတေချာပေါက်ထွက်ဖို့ညားနေပါဆိုတေချာပေါက်ဒီမှာလက်မှတ်တွေပါတွေအကုန်လုံးပြီးဆိုတော့လုံးဝတေချာတဲ့ဒီအနာဂတ်တစ်ခုအနေနဲ့လည်းသုံးတယ်ပေါ့နော်ဒါသူ့ရဲ့အသုံးပြုပုံတွေကိုလေ့လာပြီးသွားပြီအခုအခါမှာတော့သူ့ကိုသုံးလို့မရတဲ့နေရာလေးရှိတယ်အဲ့ဒါတွေကဘာတွေလဲဆိုတာကိုလေ့လာကြည့်လိုက်အောင်ပါPermanent action or activities
permanent action or activity အများနဲ့ဖြစ်နေတဲ့အကြောင်းအရာတွေဒီအများနဲ့ဖြစ်နေတဲ့ဒီလှုပ်ရှားမှုတွေအကြောင်းအရာတွေကိုပြောတဲ့အခါမှာသူ့ကိုသုံးလို့မရဘူးဥပမာဆိုရင် I am living in Yangon ငါရန်ကုန်မှာနေနေတယ်အဲ့လိုပြောလို့မရဘူးရန်ကုန်မှာနေလာအခုမှနေနေတာမဟုတ်ဘူးအရင်တည်းကနေလာတယ်အခုလည်းနေတယ်နောက်လည်းနေမယ်အဲ့လိုရင်းရှိဖြစ်နေတဲ့အကြောင်းအရာတွေကိုပြောတဲ့အခါမှာဒီ tense နဲ့လုံးဝသုံးလို့မရဘူး I'm living in Yangon လို့ပြောရင်ဒါမှားတယ်ပေါ့နော် I live in Yangon လို့ပြောရမယ်ဒါကြတော့ simple present tense ကိုသုံးရမယ်နောက်တစ်ခုကကြတော့ stative verb stative verbs verb မှာ2မျိုးရှိတယ်ဒီကအဖြစ် action verb ရှိမယ် stative verb ရှိမယ် stative verb ဆိုတာက action ဆိုတာက action verb ဆိုတာကဒီလှုပ်ရှားမှုတွေကိုပြောပြတဲ့အခါမှာသုံးတဲ့ verb တွေဖြစ်တယ် stative verb ဆိုတာကစိတ်ခံစားမှုကိုဖော်ပြတဲ့ verb တွေနဲ့လည်းသူ့ကိုတွဲသုံးလို့မရဘူးเนาะဥပမာဆိုလို့ရှိရင် I am understanding English လို့သုံးလို့မရဘူးဒီ understanding ဆိုတာကဒါဟို emotional ဒီစိတ်ခံစားမှုကိုဖော်ပြတဲ့ကိရိယာတွေဖြစ်တဲ့အတွက်သူ့ကိုတွဲပြီးတော့သုံးလို့မရဘူး။မှာဆိုရင် I am understanding English လို့တွဲသုံးလို့မရဘူး I understand English လို့ပဲသုံးလို့ရမယ်နော်။ဒါတွေကမှားတယ်။နောက်က he is liking the class သူမကအတိုင်းကိုကြိုက်နေတယ်လို့လည်းပြောလို့မရတယ်။ like ဆိုတာကဒါဟို stative verb ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုသုံးလို့မရဘူး။ I like the class လို့သုံးမယ်ဆိုတော့သုံးလို့ရတာပေါ့နော်။ She likes the class she likes the class သူမဒီတိုင်းကိုကြိုက်တယ်ဆိုရင်ဒါပြောလို့ရတယ်။မှာဆိုရင် he is laughing you laugh က laughing you သူကမင်းကိုချစ်နေတယ်ကြိုက်နေတယ်ဒါပေမဲ့အဲ့ဒါကဒါဒီပုံစံနဲ့လည်းသုံးလို့မရဘူးဒါတွေက love တို့ like တို့ understand တို့ hate တို့ဒါတွေကကျတော့ဒီ stative verb တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ tense နဲ့တွဲပြီးတော့သုံးလို့မရဘူးဒါမသုံးရတဲ့နေရာလေးတွေပေါ့နော်ဟုတ်ကဲ့ပါဒီတစ်ခါမှာတော့ဒီသူ့ရဲ့မိကုန်းတွေကိုဒီ short answer ဘယ်လိုဖြစ်မလဲပေါ့နော်အဲ့လေးကိုလေ့လာကြည့်အောင်ပါ Are you teaching English မင်း English စာသင်နေတာလားဆိုရင်အရှိဖြစ်မဲ့ဆိုတော့ Yes I am studying English I'm sorry Yes I am teaching English ငါ English စာသင်နေတယ်လို့ဖြေရမှာပေါ့နော်ဒါပေမဲ့သူ့ကိုအတူကောက်ဖြေမယ်ဆိုလို့ရှိရင် Yes I am Yes I am လို့ဖြေလို့ရတယ်မဟုတ်ဘူးဆိုရင်တော့ဗာလဲ No I'm not No is she working သူမအလုပ်လုပ်နေလား Yes she is Yes she is သူမအလုပ်လုပ်နေတယ်ဆိုရင် Yes she is No she is not No she isn't Yes no she is not or no she isn't အဲ့လိုမျိုးလည်းဖြေလို့ရတယ်သူမအလုပ်မလုပ်ဘူးเนาะ Is it working Is it working ဟုတ်တယ်ဆိုရင်လုပ်တယ်ဆိုရင်တော့ဗာလဲ Yes it is Yes it is မဟုတ်ဘူးဆိုရင်တော့ဗာလဲ No it's not No it's not ဟုတ်မလဲ No isn't No isn't အဲ့လိုမျိုးလည်းဖြေလို့ရတယ်ဒါဒီ short answer ဖြေဝင်ဖြေနည်းလေးဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့မျှဝေမှုရတဲ့လောက်ပါပဲအားလုံးအတွက်အကျိုးရှိရဆိုရင်တော့ကျွန်တော်ရဲ့ page ကို like follow share လုပ်ပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာပြန်တွေ့ပါမယ်ခင်ဗျာ